သွေးပူလေးချင်းကန်လေးရစလုပ်ကြည့်အောင်အခုသွေးပူလေးချင်းကန်လုပ်ဖို့တဲ့ဖြည်းဖြည်းနဲ့မှန်မှန်ပေါ့ဗျာရှေ့ကိုလှမ်းလိုက်တဲ့ပုံစံမျိုးကျွန်တော်ကိုမြောက်တယ်ခန္ဓာကိုယ်လေးကိုလည်းဖြည်းဖြည်းချင်းလှည့်တယ်အရန်မြမြန်မလှည့်နေအောင်အခုမှစလုပ်မှဖြစ်တဲ့ကြောင့်ခန္ဓာကိုယ်လှုပ်ရှားလို့နည်းနည်းလေးရောက်သွားပြီဆိုတော့အခုလိုမျိုးလိုက်လုပ်ကြည့်ပြီဒီလိုမျိုးသွေးပူလေးချင်းကန်လေးကိုကျွန်တော်နဲ့တူတူဒီလောက်လေးလုပ်ရင်လည်းတော်တော်လေးထိရောက်မှုရှိနေပြီဖြည်းဖြည်းနဲ့မှန်မှန်အခုကျွန်တော်ပြထားတဲ့ဗီဒီယိုမှာလိုမျိုးအစကနေအဆုံးထိတကြော့ကျွန်တော်လုပ်ပြီးပါပုံမှန်လေးပဲလုပ်မယ်အဲ့တော့မှသွေးမပူသေးဘူးလို့ယူဆရင်နောက်ထပ်တကြော့အခုဗီဒီယိုမှာပြထားတဲ့လေးချင်းကန်လေးကိုပြန်လုပ်ပြီးပါခင်ဗျာအခုလေးချင်းကန်လေးကတော့ခြေထောက်နှစ်ချောင်းပုံမှန်ရက်နေကြတဲ့2ဆလောက်ခြေထားလိုက်တယ်ဖြည်းဖြည်းနဲ့မှန်မှန်လေးပဲเนาะကျွန်တော်ရဲ့ဘယ်ဘက်လက်ကဘယ်ဘက်ခြေထောက်ဘက်ကိုသွားပြီးရသလောက်လေးဆင်းတယ်ညာဘက်လက်ကလည်းညာဘက်ခြေထောက်ဘက်ကိုရသလောက်ဆင်းတယ်လက်ဖွားနှစ်ခုကတော့180ဒီဂရီဖြစ်နေဖို့လိုအပ်ပါတယ်ကွေးတာမျိုးအပေါ်ရောက်နေရမှုပဲလေခန္ဓာကိုယ်စန့်တန်းသွားကစားပြီးပါခါးမှာရှိတဲ့ကြွသားလေးကိုလည်းအကျော်လျှော့ပြီးတော့ခါးရိုးကိုလည်းသွေးပူလေးချိန်ကနေလုံနေတာဖြစ်ပါတယ်ဖြည်းဖြည်းနဲ့မှန်မှန်လေးကစားပြီးပါအပေါ်ရောက်တိုင်းကိုခန္ဓာကိုယ်တက်တဲ့ဖြစ်တိုင်းလီမုတ်ထုတ်ပြန်စင်းတီရှူသေးမယ်နောက်ထပ်လေးချင်းငယ်လေးကတော့ဂုဏခြေထောက်အခြေအတိုင်းပဲဘယ်ဘက်လက်ညာဘက်ခြေထောက်ညာဘက်လက်ဘယ်ဘက်ခြေထောက်ဘက်ကိုသွားပါတယ်100ရာခိုင်နှုန်းအပြည့်ပြန်ဆန့်ပါမတ်တက်ပြန်ရက်ပါရက်ပြီးမှသာလေတစ်ဖက်လက်ကတစ်ဖက်ခြေထောက်ကိုသွားပြီးထိပါမတ်တက်ရက်စီတဲ့အကြောင်းရင်းကတော့ခါးနောက်မှာရှိရဲ့ lower back ကြွသားလေးတွေကိုထိရောက်စေခြင်းလို့ဖြစ်ပါတယ်အဲ့တော့ပုံမှန်လေးလီမုတ်ထုတ်တယ်အောက်ကိုရောက်တိုင်းလီမုတ်ထုတ်တယ်အပေါ်တက်လိုက်တိုင်းလီပြန်ရှူပါတယ်ဖြည်းဖြည်းနဲ့မှန်မှန်လေးလုပ်ပေးပါဒါဆိုတော့ရပါတယ်အခုလေ့ကျင့်ခန်းလေးက high plank position ရနေပြီးတော့ခြေထောက်ကဘယ်ဘက်လက်ကဘယ်ဘက်ခြေထောက်ဘက်ကိုတက်တယ်ကျွန်တော်တို့ခြေထောက်ကို crossing သွားတာမဟုတ်ဘဲနဲ့ခြေထောက်ကရသလောက်ရှေ့ကိုဖြည်းဖြည်းလေးတက်လိုက်တာဖြစ်တယ်ဘယ်ဘက်ခြေထောက်ဘယ်ဘက်လက်ညာဘက်ခြေထောက်ညာဘက်လက်နောက်တက်ပါဖြည်းဖြည်းနဲ့မှန်မှန်ပဲရသလောက်ပဲလုပ်ပါအရမ်းမြမြလောက်တာမျိုးမဟုတ်ပဲနဲ့ကိုရသလောက်လှမ်းနိုင်သလောက်ကိုပဲဘယ်ညာလှမ်းပေးပါခင်ဗျာမြန်စရာလုံးဝမလိုပါဘူးတစ်ချက်ချင်းစီလည်းလေးရှူလေးမှုတ်တယ်လုပ်ပေးပါနော်လေးရှူလေးမှုတ်ကိုမိတ်ပြီးတော့တောင့်ထားမှမလုပ်ပါနဲ့အခုလေးချင်းကလေးက Cobra Stretch ကိုမှကျွန်တော်နည်းနည်းလေး modify ထပ်လုပ်လိုက်တယ်အငြိမ်မဟုတ်ပဲနဲ့ခန္ဓာကိုယ်အခုဆန့်ထုတ်ပါတယ်ပြီးတော့ဒူးကောင်းလေးကိုကျွန်တော်တို့ကဖြည်းဖြည်းထိထားတယ်အပေါ်ပြန်ပြီးတော့ဆန့်ထုတ်ခြင်းမှာကိုယ်မျက်လုံးကခြေထောက်နှစ်ချောင်းတော့ရအောင်တွားတယ်ခြေချောင်းတော့ပြန်ကြည့်အခုမျက်နှာချက်ကိုပြန်ကြည့်ပါတယ်ပြီးရင်တင်မောင်းအပေါ်ထောင်လိုက်မယ်မျက်လုံးကကိုယ့်ရဲ့ခြေချောင်းတွေကိုမြင်အောင်ကြည့်မယ်ချိလိုက်တဲ့တစ်ချိန်တည်းမှာပဲခြေဖနှောက်အောက်ကိုချသွားတယ်အခုခြေဖနှောက်ရှေ့ပြန်ရောက်တယ်အခုပြန်တက်တာနဲ့ခြေဖနှောက်အောက်ချမှာဖြစ်ပါတယ်